စစ်တောင်းကြပါစို့ဒီနေ့ဒီလ3ရက်နေ့ကိုရဲ့ပထမဆုံးမှာဝိပုဘွယ်ပြီးတော့ကိုရဲ့အိမ်မှာတော့မလာရောက်ရတဲ့အချစ်စီကိုချင်းမုန်းတယ်။ဝန်လေးတော်သူတို့ကိုပေါ်ပါစေတဲ့ဘုရားကျမ်းသာစေတဲ့ဘုရားကျွန်တော်ကျွန်မတို့ကိုရောထံကိုလာတဲ့အခါမှာကိုရောကြွေးပါလေလူအပ်တာများကိုကိုရောထောက်ပံ့ပါလေကောင်းခြင်းများကိုလည်းဒီမှာရည်တွက်လျက်နေခြင်းများခြင်းတဲ့စေတနာစိတ်နဲ့လာရောက်ပါဝင်ကြသူများကိုကောင်းခြင်းပေးနာတော်မူပါစေဖို့ဖို့အဖြစ်တော်၎င်းဘိုးဘိုးတို့အဖြစ်တော်၎င်းအသင်းတော်အတွက်ပါဝင်ကြသူအသီးရောက်ဆိုင်သူ၎င်းအွန်လိုင်းမှာပါဝင်ကြသူရောက်စီတယ်၎င်းကိုရောစပိန်ကနေစပြီးရည်တွက်ထားတဲ့ဘုရားဂရုတော်နဲ့ဆိုင်တဲ့ကောင်းခြင်းများခံစားရစေပါဤလူတော်ဝင်များကိုရောအမှုသာသနာကိုခြေဝတ်စွာအသုံးပြုတော်မူပါအခေယေရှုနာမအဖြစ်တင်လူဆိုစက္ကပ်ပါ၏ဘုရားShe